ရှေ့ဒီညတော့border tower ဆိုတဲ့ဂိမ်းလေး tower လေးကိုဟော်လီဆော့ပြမှာဖြစ်ပါတယ်ရှင်။ဟော်နဲ့တူတူလိုက်ကြည့်ပေးကြပါအောင်ရှင်။ Okay ဒီ border ပေါ့နော်။အဲ့ဒါလေးကိုဟော်လီဆော့မှာပေါ့နော်။အရင်ဆုံးအရာဟော်လီရွေးမယ်ပေါ့နော်။အရာဟော်လီကခဲအောင်ကြိုက်တယ်ဆိုတော့ခဲအောင်ပဲတွားလိုက်ပါမယ်။ Okay ခဲအောင်ပဲခုံလိုက်မယ်ပေါ့နော်။ဟော်လီတဝက်လောက်နေခဏရပါအောင်မယ်။အဲ့ချိန်ကျရင်ပတ်တူးလွေမိမယ်ပေါ့နော်။ခုကတော့ပတ်ဝန်းပေါ့နော်။တဝက်လောက်နေမှာပေါ့နော်။ခွက်ခဏလေးပေါ့နော်။ What happened? Yeah. ဟော်လီက avatar ပြောင်းထားရပေါ့နော်ဟိုအရင် after avatar ကြီးကိုမကြိုက်လို့ပေါ့နော်ပြောင်းထားပါတယ်ဟော်လီโอเคအခုအော်လီဒီဘက်ထိတောင်ရောက်လာအော်ဒီဘက်ကသွားလို့မရအောင်လီယိုအဝေးကြပါဦးရှင်ပြီးအော်ဒါရအော်လီအောက်ကျသွားမယ်လို့ထင်တာပေါ့နော်အောင်ကြโอเคဝေးပြောင်းလို့ပဲရှိသေးရဲ့အောက်ကျတော့โอเคဒီဘက်ကနေစားလိုက်မယ်ပေါ့နော်မလေးဟော်လီအောက်မကြပဲနဲ့တွေးလည်းမြော်ပဲနဲ့တခြားခုံကြည့်မယ်ပေါ့နော်တက်လာခဲ့မယ်โอเคဟော်လီရဲ့မောင်လေးကလည်း join ခဲ့မှာပေါ့နော်โอเค join ဟော်လီမောင်လေး skin ကြောင်းထားပါတယ်ဟော်လီရဲ့မောင်လေးလည်း brother လေးလည်းဟော်လီလို skin ပြောင်းထားရပေါ့နော်အကုန်တူရယ်သူကယောက်ျားလေးဟော်လီလိုပုံစံဥမာသပင်ရယ်ဝါရယ်ပဲသပင်ရခနာကိုရယ်ပဲပြောင်းသွားပါတော့ဟော်လီတို့တငယ်ချင်း3ယောက်ကအဲ့လိုပုံစံလေးလုပ်ထားပါတော့ဘာလုပ်ထားတော့ခဲအောင်လားပြန်လိုက်မှကြောင်းโอเคဟော်လီဒီဘက်ကတခြားကြည့်မယ်ဒါပြောက်တယ်ဒါလားမဟုတ်ဒါလားဒါပဲပြောက်တယ်ဒါပဲဟုတ်ဒါလားဒီကုဆုံးပြောက်တယ်မဒါလို့ပဲယူရတယ်မမခေါ်နေ No ဒါဟော်လီတသက်မဲ့လို့အောက်ကြမှာမဟုတ်ဘူးနော်ဒီကနိုင်ဟိုလို့အောက်ကြတာโอเคဒီဘက်ရောက်ပြီဒါရလောက်တယ်ပေါ့နော်ဒီဘက်ကိုရရင်ဒီဘက်အဲ့လိုရရင်လောက်တာပေါ့နော်တပိုင်းရောဝီအိုးကြည့်ပါအောင်ကျုံလွင့်တော့လွင့်နေဟိုမှာလည်းတလုံးလွင့်သွားဟာတွေ့မြောက်ပါဦးဆိုတွေ့ရရောနေပြီစကြရရောနေပြီဘာခုတင်နေမရောသေးဘူးရှော့မြန်လို့နေအဲ့ဒါကြီးဝီမြောက်ဟာဘာနိုင်မှာတော့ဒီနိုင်မှာအပေါ်ဆုံးတဲ့အထိရောက်သွားတော့ပြီးဆောင်းလို့မရအောင်အဲ့လိုဟော်လီကိုဒီမှာအော်ရောက်တာပဲအဆုံမြင်မြင်လားဟော်လီကိုပြောချင်နော်ငါပြောတော့မလို့ဟာဟော်လီကဒီလိုမျက်နှာလေးမှာလို့ရှာလေးထုတ်ထားရလေအဲ့မျက်နှာလေးပြောင်းကျင်တာဟော်လီမတွေ့ဘူးဖြစ်နေပေါ့နော်ဘလို့လောက်ရတာလဲဟော်လီကိုတစ်ချက်လောက်ဝါလုပ်ပြပါဟော်လီဖုန်းကဒီအင်ကြီးဆိုရင်လေမတွေ့ဘူးပေါ့နော်ရှာလို့မရဘူးဖြစ်နေပေါ့နော်အဲ့လိုဖြစ်သွားတာပေါ့နော်နဲ့ဟော်လီမောင်လည်းသူပြောင်းမိတာဆိုတော့သူ့ရှာနေ copy ယူရတယ်ပေါ့နော်မဟုတ်ပါတော့I don't know Okay ဟော်လီမောင်လေးကိုစောင့်နေရပေါ့နော်မဘောလုံးလေးလည်းလွှင့်နေရဟော်လီလည်းဘောလုံးလေးလွှင့်လိုက်တယ်ဒါပေမဲ့အိုင်နာမှာဆိုတဲ့ Okay ဟိုနားရောက်နေမြန်လားမေးဟိုနားရောက်နေမြန်လားမေးရင်းဟာမြန်ရင်းလာရ喂，他不能
လက်ဆိုသူ โอเคအော်လီတော့ခလောက်နေလာအောင်မယ်ပေါ့နော်ဟဲ့စောင်းငါရှေ့သွားမယ်ဆိုတော့ပြင်ငါထွက်တော့မှာနော်โอเคသွားမယ်ကြည့်ဆိုရှေ့ကနေသွားရတယ်လေမဟုတ်လား ပြီးတော့ โอเคဒီဘက်ကိုရောက်ပြီဝယ်ဟာပါနော်ဟောတော်ဒီဘက် no ကြားတော့မှာ ဘာပဲလဲမရောဘာပဲလဲ အော်ဟောရမ်းကြိုက်တဲ့ဘာဗီဒီအေးမထိနဲ့မတွန်းနဲ့လို့ပြောနေအောင်တော်ဗျာမဆော့ကျင်တော့နေကြမှာငါအောက်ထဲထိကြတော့ရင်ဆော်ရောโอเคအလီတင်းမြော်ပဲနဲ့တိချသွားရပါတော့ ဒါဆိုအဆုံးထိကြားလာပါဆုံးမ အာ တတ်မယ်နော်မယ် โอเคများတော့တွေးရတော့ပြီရော အမမပြင်းရတော့တာတွင်းရတယ်ဟော်လီမောင်နေလာတော့မယ် ဟော်လီကိုအမကောမန့်ထဲမှာလဲအဲ့လိုအယောင်လေးမန်းကက်ကိုင်းတာလို့ကိုစားပြင်းစားရှင်အဲ့လိုကြိုက်တယ်လို့မန်းကက်ကွာအဲ့လိုအခန်းလေးလိုက်ပြလို့ဒါမှမဟုတ်မုတ်စားပြ spicy စားပြခေါင်းစားပြအဲ့လိုလေးလိုက်ပြီးတော့ငါပေးပါအောင်နော်ဟော်လီကိုရှမ်ရှင်နဲ့လူတိုင်းအဲ့လိုပြောရဲ โอเคဟော်လီရမ်းကြိုက်တယ်ဟော်လီကခဲအောင်လေးကိုမှအဲ့ဘာဘကြီးလေးရမ်းပို့ပြီးတော့ကြိုက်တယ်ဗောနော်အဲ့လိုကျင်းတဲ့အညူရောင်လေးစင်အောင်လေးတဲ့ခဲအောင်အဲ့လိုနူးနူးလေးပဲအောင်လေးအဲ့လိုလေးအဲ့ဘာဘကြီးပို့ကြိုက်ပါတယ်အယောင်ထဲမှာဆိုရင်လည်းဟော်လီကခဲအောင်ပဲပို့ကြိုက်ပါတယ် ဦးနီရိုဦးနီရို ပင်း ဦးနီရိုတားကြရ ပင်း Okay. Wow, Share video. Mama. Video. ဘာလို့မတိုင်းနိုင်ပြီပေါ့အေးသွားလိုက်တော့ငါလည်းလာခဲ့မယ်ဝီအဲ့တွဲဆိုရဲအခုမြင်နေရတဲ့အဲ့အကောင့်ကဟော်လီတန်ငယ်ချင်းနူမီရဲ့အကောင့်ပေါ့နော်သူ့နာမည်လိုက်တော့မသိဘူးပေါ့နော်ဒါပေမဲ့လှပါတယ်သူနာမည်ရင်းတွဲထွန်းနဲ့ အဟိုအရှာသွားအောင်ရှာ โอเคဒီကျချုံအကြောင်းလို့သူကတွဲလို့သူကတူမှန်ထားဟိုကလောက်ထားပါနော် အဲ့ဒါလေးပြီးတော့လေ သူ့နာမည်ကိုသူလောက်တာဟော်လီရလဲအဲ့လိုဟော်လီနာမည်ကမေတွန်းခါဆိုတော့မေလို့ဆိုပြောတဲ့ခါကျရင်မှန်တဲ့ခါကျတွန်းမှန်တယ်ခါတော့မမှန်ဘူးပေါ့နော်ခါလေးဘလူအားကြတယ်လည်းကောင်းတယ်ဒါပေမဲ့တွန်းကသူပူပြောလဲပိုကောင်းမှမသိဘူးအိုးဟော်လီနိုင်တော့ရပေါ့နော်ဒီမှာကြည့်ကြပါအောင် ဘာမှဒီချက်ဝင်မယ်ဒီလောက်ဝင်မယ် โอเคကဲဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့မှဆုံးသက်ပါရှင်ကဲအားလုံးပဲဘိုင်ဘာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်ဟော်လီကိုလည်းအားပေးကြပါအောင်ဟော်လီတကယ်ချင်းနမျိုးလည်းအားပေးကြပါအောင်ဟော်လီရဲ့မောင်လေးဟယ်ရီကိုလည်းအားပေးကြပါအောင်ရှင်ကဲဒီပုဂ္ဂလိကလေးပဲနောက်ထပ်ကျင်ပါရှင်နောက်ပုံကြမှာပြန်တွေ့ပါမယ်ရှင်နောက်ဗီဒီယိုကြမှာပြန်တွေ့မယ်ကဲအားလုံးပဲဘိုင်ဘာ see you later bye bye အဲ့ဒါတော့ရ 啊。